တရားသည့်အတွင်းဖလား3လုံးချန်ပီယံဖြစ်ခဲ့တဲ့အသင်းများ2024-25ချန်ပီယံလိဗိုလ်လူပွဲမှာ PSG အသင်းဟာအီတလီအသင်းကို9ဂိုးမရှိဆိုတဲ့ဂိုးပြတ်နဲ့တူခြေစွမ်းပြအနိုင်ယူပြီးတော့အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ချန်ပီယံလိဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ဥရောပဖလားချန်ပီယံလိပြိုင်ပွဲသမိုင်းတစ်လျှောက်မှာဗိုလ်လူပွဲမှာ9ဂိုးမရှိဆိုတဲ့ဂိုးပြတ်ရလဒ်နဲ့အနိုင်ရခဲ့တာက PSG အသင်းကပထမဆုံးပါပဲ။အခုဆိုရင် PSG အသင်းကမာဆေးနောက်ပိုင်းချန်ပီယံလိဖလားရယူနိုင်တဲ့ဒုတိယမြောက်ပြင်သစ်အသင်းဖြစ်လာသလိုတရားသည့်အတွင်းဖလား3လုံးချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးပြင်သစ်လီဂူကလပ်အသင်းဖြစ်စံချိန်တင်နိုင်ခဲ့ပါပြီ။နာမည်ကျော်နီးပြလူဝင်အင်ရစ်ကတော့မတူညီတဲ့ကလပ်အသင်း2သင်းနဲ့အတူချန်ပီယံလိဖလားရယူနိုင်ခဲ့တဲ့6ဦးမြောက်နီးပြဖြစ်လာပြီးဂွာဒီယိုလာနောက်ပိုင်းမှာမတူညီတဲ့ကလပ်2သင်းနဲ့တရားသည့်အတွင်းအဓိကစူပလာ3ခုစုခုနိုင်ခဲ့တဲ့ဒုတိယနီးပြအဖြစ်အမှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ဒါ့အပြင် PSG အသင်းဟာဥရောပဘောလုံးသမိုင်းတစ်လျှောက်မှာတရားသည့်အတွင်းအဓိကစူပလာ3ခုရယူခဲ့တဲ့6သင်းမြောက်ကလပ်အသင်းဖြစ်လာခဲ့ပါတယ်။ဥရောပပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတရားသည့်အတွင်းအဓိကစူပလာ3လုံးစုခုနိုင်ခဲ့တဲ့ပထမဆုံးကလပ်ကတော့စကော့တလန်ထိပ်သီးကလပ်10ဖြစ်ပြီးတော့1966-69ဘောလုံးရသည့်တုန်းကဂရန်ဝင်နီးပြကြီးဂျော့စတိန်လက်ထက်မှာစကော့တလန်အမှတ်ပေးဖလားစကော့တလန်ရှုံးထွက်ဖလားနဲ့ဥရောပစူပလာတွေရရှိခဲ့ပါတယ်။1981-82ကြားမှာနယ်သာလန်ထိပ်သီးအေဂျက်အသင်းဟာနီးပြကြီးစတီဗင်ကိုဗတ်ရဲ့ဦးဆောင်မှုနဲ့အတူဒက်ရှ်အမှတ်ပေးဖလားဒက်ရှုံးထွက်ဖလားနဲ့ဥရောပဖလားတွေကိုရယူနိုင်ခဲ့ပါတယ်။တရားသည့်အတွင်းဖလား3လုံးချန်ပီယံဖြစ်ခဲ့တဲ့တတိယမြောက်ကလပ်ကလည်းနယ်သာလန်ထိပ်သီးကလပ် PSV အသင်းဖြစ်ပြီးတော့1989-88ဘောလုံးရသည်မှာနာမည်ကျော်နီးပြ Gus Hiddink ရဲ့အသင်းအတွက်စူပလာ3လုံးရယူနိုင်ခဲ့ပါတယ်။ပရီးမီးယားလိထိပ်သီး Manchester United အသင်းကတော့ကနဝေနီးပြ Ferguson လက်ထက်မှာ1998-99ဘောလုံးရသည့်ပရီးမီးယားလိဖလား FA ဖလားနဲ့ချန်ပီယံလိစူပလာတွေရရှိခဲ့ပြီးတော့အင်္ဂလန်ကလပ်တွေရဲ့မှာတရားသည့်တွင်ဖလား3လုံးချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးကလပ်ဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။တီတာကစားကွက်နဲ့အတူကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ဘာစီလိုနာအသင်းဟာဂွာဒီယိုလာရဲ့လက်အောက်မှာ2008-2009ဘောလုံးရသည့်လာလီဂါစူပလာစပိန်ပြင်းဖလားနဲ့ချန်ပီယံလိဖလားတွေကိုရယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်စီးရီးရဲ့နာမည်ကျော်ကလပ်အင်တာမီလန်အသင်းဟာပေါ်တူဂီနာမည်ကျော်နီးပြကြီးမော်ရီဟိုရဲ့လက်အောက်မှာ1990ဘောလုံးရသည့်တော့စီးရီးဖလားကိုပါအီတလီယာဖလားနဲ့ချန်ပီယံလိဖလားတွေကိုပိုင်ဆိုင်နိုင်ခဲ့ပြီးတော့စီးရီးကလပ်တွေမှာဖလား3လုံးချန်ပီယံဖြစ်ခဲ့တဲ့တသိန်းနဲ့သောအသင်းဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ဘူရန်လီဂါထိပ်သီးဘိုင်ယန်မြူနစ်အသင်းကတော့ဂျင်ဟေနက်စ်ကဦးဆောင်မှုနဲ့အတူ2012-13ဘောလုံးရသည်မှာဖလား3လုံးချန်ပီယံဖြစ်ခဲ့ပြီးတော့သူတို့ရဲ့အောင်မြင်မှုကိုတခြားဂျာမန်ကလပ်တွေကအမိလိုက်နိုင်ခြင်းတော့အခုချိန်ထိမရှိသေးပါဘူး။ True Data အဖြစ်တရားသီးတင်ဖလား3လုံးချန်ပီယံလိမှတ်တမ်းကို2ကြိမ်အထိရယူနိုင်ခဲ့တာကတော့ဘာစီလိုနာနဲ့ဘိုင်ယန်မြူနစ်2သင်းသာရှိသေးပြီးတော့ဘာစီလိုနာအသင်းဟာလူဝင်အန်ရစ်ကိုင်တွေတဲ့2014-15ဘောလုံးရသည်နဲ့ဘိုင်ယန်မြူနစ်အသင်းကတော့ဟန်စီဖလစ်လက်ထက်2019-20ဘောလုံးရသည်မှာဖလား3လုံးစုခုခဲ့တာဖြစ်ပါတယ်။အဲဒီနောက်2020-23ဘောလုံးရသည်မှာဂွာဒီယိုလာရဲ့မန်စီးတီးအသင်းဟာအသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်ချန်ပီယံလိဖလားကိုစုခုနိုင်ခဲ့သလိုဖလား3လုံးချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ကျမတို့ရဲ့လေဒီကိုမီဒီယာ group ကနေတင်ဆက်ပေးမယ့်အခြားသောအကြောင်းအရာများကိုကြည့်ရှုနားဆင်လိုပါကလည်း YouTube search bar ကနေပုံမှာပြထားတဲ့အတိုင်းရိုက်ရှာပြီးတော့ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်ရှင်။